စောစီကြက်တဲ့မရှိမင်္ဂလာမရှိနဲ့မင်းတို့ငါ့ရုံဘာလာလို့ကြတာအဖေကမင်းတို့အိမ်မှာအလူရှိတယ်ပြောလို့ငါတို့ညီကိုနဲ့ဝိုင်းကူလုံးဖို့လာတာပါကွာအမလေးဟဲ့ကြီးကြီးကျယ်ကျယ်ကြီးပြောလို့လာစားရင်စားတယ်ပေါ့ကူလောက်တာဆိုပြီးပြင်ပတ်စံတောင်းလို့မလားဟမ်နင်တို့ကြောင့်မသိခတ်အဲ့လိုတော့ပြောပါရင်တော်လေးရယ်ကျွန်တော်တို့နှစ်ယောက်ကဆရာတက်တက်နဲ့လာကူညီတာပါဗျာမလိုပါဘူးခဲနင်တို့အကူညီကိုကျေးဇူးလည်းတင်မခံနိုင်ဘူးငါတို့အလှူအောင်မှဝိုင်းလုပ်ပေးခြင်းတဲ့ဒီမှာအများကြီးပဲအောက်ကိုမျိုးပြန်ရမယ်တော်လေးအားဆိုကျွန်တော်တို့ပြန်တော့မယ်ဗျာခိုင်းတဲ့တစ်ခုချင်းကျွန်တော်တို့လမ်းခေါ်လိုက်နော်ကိုကြီးကဆွေမျိုးရင်းချတွေဖြစ်နေပြီးတော့ဒီလေးတို့ပေါ့သူတို့မတန်လို့နဲ့နှိတ်ချပြောဆိုလိုက်တာရတရားလည်းမရှိဒီတော့သွေးတော်သားဆက်နေတာမှတော်ရက်ဆက်လိုက်တာဗျာဒီမှာညီလေးအမျိုးဆိုတာသူ့ရစကားပြောတာမဟုတ်ဘူးကွာငွေရစကားပြောတာတက်တာလားဖေတက်တာပါတယ်ကွယ်ကောင်းပါဘူးလေလူကိုဟောကြော်ကြီးတို့မောင်နှမထင်တယ်အေးဝင်ခဲ့လေကွာလက်ပြန်ကြရင်ငါတို့အိမ်မှာအလူလို့ဖို့မင်းတို့ညီကိုနှစ်ယောက်လာဖိတ်ဦးလေးကတော့ကြောင်းရင်မကောင်းဘူးဆိုတော့အေးစီနာပါစီကွာမင်းတို့ညီကိုနှစ်ယောက်ကတော့ညရက်လာဝိုင်းမလို့ပြရအောင်ငါတို့လူဆိုပေမဲ့လည်းမင်းတို့လူလိုပဲသဘောထားရင်မင်းတို့ဖိတ်ချင်တဲ့လူရှိရင်ဖိတ်ခဲ့ငါတို့လူကကြီးကျယ်ကျွေးမှာအေးကွာမင်းတို့မောင်နှမနှစ်ယောက်ကတော့မောင်းမိသားစုပေါ့ရမ်းကောင်းတယ်ကွာမင်းတို့လူစင်နဲ့မခွဲကြတဲ့သူနဲ့တငယ်ချင်းပြရတာဟောကုန်ပြီပဲကွာဖြိုးကိုရဲ့သွားမြောက်နေသမ်းမှာငါ့ကိုမြောက်တက်သွားပါဘူးအဲ့ဒါငါ့ညီကိုနှစ်ယောက်ညညထွက်ခဲ့မယ်မင်းတို့အိမ်မှာတော့မအိတ်တော့ဘူးနော်အိမ်မှာတည်တဲ့အတိုင်းကွာဖေကကျမ်းမာကောင်းတာမဟုတ်တော့ဘေးမှာငါတို့ရှိနေမှာအဆင်ပြေမှာကွာအေးအဲ့ဆိုငါတို့ဖိတ်ချာအင်းနေရှိလို့ပြောင်းမှာကွာကျမ်းမာကူးဆိုင်တော့ဦးလေးလက်ပြန်ကြမှာဒါမျိုးကိုလိုနဲ့အားရှိမဲ့ဆေးတွေဝယ်ထည့်ပေးလိုက်မယ်ဒီပါကွာငါတို့သူမောင်နှမလည်းဘူးဆိုင်တာဟုတ်အဲ့ဆိုကျွန်တော်ပြောင်းမယ်တောင်းဒီပါကွာကျော်ကြီးတို့မောင်နှမတော့ငါတို့ကတော့သားကောင်းတယ်ကွာဟုတ်တယ်ကိုကြီးဒီလိုမိတ်ဆွေမျိုးရှိရင်ငါတို့ကန်ကောင်းတယ်ကွာဟာကိုကြီးဒီမှာဖေးသွေးရမ်းနေတယ်ဟာဖေးဘယ်လိုဖြစ်တာလဲဖေးဆရာဝန်အမြန်သွားခေါ်မှဖြစ်မယ်နော်ကိုကြီးမတားအပ်နေတယ်ဆရာဝန်ပြေးအောင်ငါတို့မှပတ်သက်မရှိတာညီလေးကငါတို့ဘွားတွေကတနေ့လုံးမှတနေ့စားရတာဒီနေ့လည်းလုံးမသွားဘူးလေကွာဘလို့ပတ်သက်ရှိမှလဲညီလေးကအဲ့ဒါဒီလေးတို့ကဒီတိုင်းကြည့်နေရမှာလားဗျာဖေးကိုဒီတော့ကြည့်မနေရပါဘူးကွာငါအမျိုးစီသွားပြီးတော့အကူကြီးသွားတောင်းကြည့်လိုက်မယ်တို့စီကိုကြီးသွားတောင်းလို့လဲရမှာမဟုတ်တာဗျာတို့စိတ်ထဲလည်းကိုကြီးတိနေတာပဲဗျာမင်းကလည်းကွာအမျိုးကြီးနေပဲဒီမှာတေးရှင်ဖြစ်နေတာသူတို့ကိုကြီးလောက်မှာပါကွာမင်းကအဖေကိုတခြားကြည့်တာအမျိုးစီကိုသွားတောင်းလိုက်အောင်ဟာနှစ်သိန်းချရမယ်ဟုတ်လားအောင်မလေးဟဲ့ဒီလိုကပြန်ပေးနိုင်မှာကြာကိုကြီးပါတော်လေးရဲ့ကျွန်တော်လုံးလို့ရတာနဲ့ပြန်ဆက်ပါမယ်ဗျာအဖေကတေးရှင်ဖြစ်နေလို့ကနောက်ပြီးတော့ကျွန်တော်ကဆွေမျိုးရင်းနေပါဗျာအဲ့တော့ဒီတော့မရက်ဆက်ပါနဲ့တော်လေးတို့နေနဲ့ဒီနှစ်သိန်းနဲ့ဝမ်းမပြတ်သွားပါဘူးဗျာဒိဗယ်မရှိကြကွာဒီမင်းရမင်းတို့မကူညီနိုင်ဘူးပြောလိုက်တာနဲ့မင်းငါအမေကိုလာပြောနေရတယ်အဲ့လိုမဟုတ်ပါဘူးကွာငါတို့ကဆွေမျိုးရင်းနေဆိုတော့မင်းတို့အာကိုကြီးနဲ့ကူညီလာတော့မိတာပါမျိုးထဲမှာချမ်းသာတာဆိုလို့မင်းတို့ပဲရှိတာလေကွာကူညီပါအောင်ကွာဘာလဲအမျိုးဆိုတာနဲ့ငါတို့ကကူညီရမှာလားမင်းတို့ချစ်မဲ့ပတ်စံတွေကိုငါဘာသာငါတောက်စားမူကြီးပြောပါပြီ KTV ရဆော်လေးတွေကိုအမ်းလိုက်တာမှငါအတွက်အကျိုးမြတ်ဖို့ရှိဦးမယ်ကွာတော်လေးရကူညီပါဗျာကျွန်တော်ဖေသေးရှင်ဖြစ်နေလို့ပါကျွန်တော်ဆက်ဆက်ပြန်ဆက်ပါမယ်ဗျာဒီလောက်ထိတောင်းမှနေတော့ဒေါ်လေးလည်းကူညီကြပါတယ်ကွယ်ဒါမဲ့မနက်ကလေးကမှရွှေသွားလောက်လိုက်လို့ပြင်မှာပတ်စံမကြမ်းတော့ဘူးကွယ်ဘန်းကနေထုတ်ပေးရအောင်လဲဒီနေ့ကဘန်းပိတ်ရက်ဖြစ်နေတော့ဩရပါပြီတော်လေးတို့ရဲ့အဲ့ဆိုလဲကျွန်တော်သွားတော့မယ်နော်ဒီလေကွာအဖေရှင်နေဘယ်လိုနေလဲတက်တာပါကြီးကိုရဲ့ဒီမှာကျော်တို့မောင်နှမနှစ်ယောက်အချိန်မီရောက်လာပြီးတော့သူ့တိဆရာဝန်ကိုခေါ်ပြီးကုသပေးလို့ပေါ့ကိုကြီးဒါနဲ့အမျိုးလေးစီကူညီသွားတောင်းတာမရခဲ့ဘူးမလားကျွန်တော်ပြောပါတယ်မရပါဘူးဆိုသူတို့စိတ်တက်လေကိုကြီးသိနေတာအေးကွာဒါလည်းမထင်သားခဲ့ဘူးတကယ်အေးကြုံမှအမျိုးလေးရဲ့စိတ်သက်မှန်အောင်သိလိုက်ရတယ်ကွာအဲ့ထားလိုက်ပါညီလေးရဒါနဲ့ကျော်တို့မောင်နှမငါ့ဖေကိုခုကူညီပေးတာမင်းတို့တကယ်ကျေးဇူးတင်ပါတယ်ကွာကျေးဇူးတင်ရမလို့ပါကွာငါတို့ကမိသားစုတွေဟာတခိုးကောင်ခက်ခဲစမ်းမအောင်ပတ်စံလေးမကူညီလိုက်တာနဲ့စိတ်ဓာတ်ကကြောက်လားဘယ်လိုလဲမသိအားပြလို့လေဗျာမင်းစိတ်ဓာတ်တော့အောက်တန်းကြားတဲ့ကောင်ပဲကွာဟိုအမေမတရားမလုပ်နဲ့နော်မမလည်းငါလည်းစော့သူတို့ပဲပါဒေါ်လေးရဲ့ဒီမှာအဖေနေမကောင်းလို့အိတ်နေလို့ပါကြားဝိုင်းတန့်လို့သွားပါအောင်ဟိုအဲ့ဒါငါမသိဘူးငါအိမ်ကိုနင်လာသွားတာ
ခုံပေါ်မှာတင်ထားတဲ့ငါလက်စုပ်ကိုနင်ယူသွားတာမှတ်လား မဟုတ်တာဒေါ်လေးရဲ့ကျွန်တော်မှအဲ့လိုအကျင့်မျိုးမရှိပါဘူးနောက်ပြီးကျွန်တော်အမျိုးချင်းချင်းဟောက်လူစရာလားဗျာဒေါ်လေးကိုအထားမနေမှာပါဗျတရားချကြည့်ပါအောင်ဗျာ ဟုတ်တယ်ဗျကျွန်တော်ကမှအဲ့လိုစမျိုးမရှိဘူးဗျမရှိလို့လေခင်ဗျားတို့ရှိကိုကိုကြီးလာတောင်းတာလေဗျခင်ဗျားတို့မကူညီတဲ့ရင်ဗျမတရားဆွဆွဲတာကြီးကတော့ ဟေ့အောင်မင်းအခုမှသူ့တော်ကောင်းလာလုပ်ပြမနေနဲ့ဒီနေ့ငါအိမ်ုံလာတာမင်းကိုတယောက်ပဲရှိတယ်ကွာမင်းကိုမှမြူရင်ဘဲကောင်းယူမှလဲ ငါမယူပါဘူးမင်းထိုင်ရမင်းတို့လည်းငါတို့အမျိုးတွေကွာငါတို့လုံးစရာလားကွာ ဒီပါဦးဗျာဒါအန်ဒီလာလား အေးဟုတ်တယ် နေ့လောကအန်ဒီဒါကျွန်တော်အသိရွှေဆိုင်မှာလက်စွပ်တစ်ကွင်းလာရောက်တာတွေ့လိုက်တယ်အန်ဒီတော့တေချာမေးကြည့် ဟဲ့သူပြောတာဟုတ်လား ဟုတ်ပါတယ်မေဒါဂိမ်းရှုံးသွားလို့ပါ ဘာလာနင်နဲ့ငါအိမ်ကြမှာတွေ့မယ်သွား ကျေးဇူးပါပဲကြော်ကြီးอ่ะမင်းကမကူညီငါတို့ဒုက္ခရောက်ပြီကွာ ကျေးဇူးတရားတွေများနေပါကွာမင်းတို့မှအဲ့လိုစိတ်မရှိဘူးလားငါအသိဆုံးပဲငါအလုပ်ကြည့်လို့ပြောင်းပါကွာ အေးယူဆက်သွားကြအောင် ကျောင်းမှလိုက်ကြတာဗျမျိုးရင်းညနာမှမထောက်တကူလို့ဆွဆွဲရတယ်ဗျတော်သေးရပါဗျဒဇိန်းကြီးကမှကိုရီပေါ်ကောင်းနေလို့ပေါ့ဖိမျက်နှာကိုထောက်နေလို့ဘာမှမပြောတာကိုရကျွတ်ဆောင်မျိုးတွေကရှင်စရာကြီးဗျစိတ်တက်ကစားကိုကျင်တရားဆုံးဝင် သစိမ်းကောင်းရင်ဆွေမျိုးမမိဘူးတဲ့အဲ့လိုပဲညီလေးကဆွေမျိုးရုံမှရင်လည်းသစိမ်းမမိဘူး ကိုကြီး ပြန်ဘာဖြစ်လာတော့ကွာလန်ကြားနဲ့ ညဒေါ်မိုးတို့အိမ်တက်စစ်ကျိုးချော့ဖြစ်ပြီးမီးလောင်သွားလို့တဲ့ဟာခုဆိုသူတို့ချင်းတို့တွင်းလေးမှာဝါပြတ်သွားပြီဗျအခုဆိုရင်ကြောင်ဟုတ်တဲ့ဆိုးသွားပြီဗျဝိတ္တထဲကိုတခုပဲကြံတော့တယ်ဗျဝမ်းသာလိုက်တာဗျ အဲ့လိုမတွေ့ရဘူးညီလေးကမင်းမားတယ်သူတို့ကသစိမ်းနေမှာမဟုတ်တာကွာငါတို့နဲ့ဆွေမျိုးတော်တယ်အမျိုးဆိုတာအစင်ပြေနေချိန်အနားမှာရှိရများပဲနဲ့အခုလိုတကယ်ဒုက္ခရောက်တဲ့ချိန်အနားမှာရှိနေပေးနိုင်မှာဆွေမျိုးအစ်စ်မှန်လို့ခေါ်တယ်ကွာအစင်ပြေနေချိန်ထက်အခုလိုခက်ခဲဒုက္ခရောက်နေချိန်မှာကူညီပေးတာမှအမျိုးလို့ခေါ်တာကွာလာပါသူတို့သားမျိုးငေါညို့နဲ့တောက်ကူညီရအောင် ဟာမေခုမှရုပ်ကိုလိုမျိုးလာနေပြီကျွန်တော်တို့လှောင်ပြော်တော့မယ်ထင်တယ်ဗျာကျွန်တော်ရှက်လိုက်တာအမေက ဒေါ်လေးတို့ဖြစ်တဲ့ကျွန်တော်တို့အကုန်ကြားပြီးပြီအရင်ကချမ်းသာတော့ကဆင်းရဲတဲ့ကျွန်တော်တို့မိသားစုအမျိုးတို့တောင်မတတ်မှတ်ခဲ့ကြကျွန်တော်တို့ပေါ်ရက်ဆက်ခဲ့ကြအဲ့ဒါတွေကျွန်တော်တို့အညှိုးသိမထားပါဘူးဗျာဒါသားလည်းပြန်မချေပါဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ကဆွေမျိုးတွေလေဗျာဒေါ်လေးတို့ချမ်းသာတော့ကအနားမှာမရှိပေးနိုင်ပဲဒေါ်လေးတို့အခုလိုဒုက္ခရောက်တဲ့အချိန်မှာတော့ကျွန်တော်ညီကိုနေအောင်အနားမှာရှိပေးနိုင်ပါတယ်ဗျာလာဗျာဘာမှစိတ်သက်မကြနဲ့ကျွန်တော်တို့အိမ်မှာလိုက်နေ ဟုတ်တယ်တော်လေးအမအားမငယ်ပါနဲ့ကျွန်တော်တို့ရှိတယ်ကျွန်တော်တို့အိမ်မှာလိုက်နေပေါ့ ဒေါ်လေးတို့မှားသွားပါတယ်ငါတို့ရဲ့ချမ်းသာနေချိန်တုန်းကငွေရှိမှဆွေမျိုးလို့ထင်ပြီးဆင်းရဲတဲ့မင်းတို့ကိုနှိမ်ခဲ့မိတယ်အခုဒေါ်လေးတို့ဒုက္ခရောက်ချိန်မှာသူလေးတို့ကအနားမှာရှိပေးကြတယ်မင်းတို့ကလူလာဆင်းရဲတာစိတ်တက်ကတော့ငါတို့ထက်အများကြီးတာတယ်ဒေါ်လေးတို့သားမျိုးခွင့်လို့ပါနော် ဟုတ်တယ်ကွာငါတို့မင်းတို့ညီကိုပေါ့နှိမ်ချပြောဆိုဆက်ဆက်မိခဲ့တာတွေတော့ငါတောင်းမှပါလေကွာဟောသားမျိုးခွင့်လို့ကြပါကွာနော်အမေကကျွန်တော်တို့ငွေရှိတော့ကကြတော့ကျွန်တော်တို့ခေါ်ခြင်းပြောခြင်းမျိုးတော်ခြင်းကြတဲ့သူတွေများပြီအခုကျွန်တော်တို့မှငွေမရှိတော့တဲ့ခါကျတော့ကျွန်တော်တို့နားမှာဘယ်သူမှရှိမနေကြတော့ဘူးဗျလူတွေကငွေရှိမှမျိုးတော်ခြင်းကြတာဗျငွေရှိမှအမျိုးလားဗျ ငွေရှိရွှေရှိမှတော်ခြင်းနဲ့မျိုးကိုကြာရွှေမျိုးလို့ခေါ်တယ်ကွာကိုတကယ်အဆင်မပြေခက်ခဲနေချိန်အနားမှာရှိပေးတဲ့အမျိုးကမှဆွေမျိုးစင်မှန်လို့ခေါ်တယ်